အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရောက်နေတဲ့ဒီနေရာလေးကိုအနေငယ်မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ Florida ပြည်နယ်မှာရှိတဲ့ St. Augustine ဆိုတဲ့မြို့ပဲဖြစ်ပါတယ် St. Augustine ကျွန်တော်တို့အမေရိကမှာခရီးသွားရင်မဟုတ်ရင်မြေပုံလေ့လာရင်ကျွန်တော်တို့ယဟန္တာနာမည်နဲ့မြို့တော်များများကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဥပမာအားဖြင့်ဒီအမေရိကရဲ့အလယ်ပိုင်းမှာ Missouri ပြည်နယ်မှာဆိုရင် St. Louis တို့ St. Charles တို့เนาะ St. Peter တို့စသဖြင့်ပေါ့လေနောက်အနောက်ဖက်ခြမ်းသွားရင်ဒီ San Francisco တို့ Sacramento တို့เนาะစသဖြင့်ဒီယဟန္တာနာမည်ကိုဖဲ့ကြတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဟာလည်းပဲယဟန္တာနာမည်ပဲဖြစ်ပါတယ် St. Augustine ဆိုတာပေါ့เนาะဆိုတော့ St. Augustine မြို့ဖြစ်လာပုံကိုအနည်းငယ်မိတ်ဆက်ပေးခြင်းတယ်ဒါကဘာလဲဆိုတော့ဘာနဲ့သွားဆက်ဆက်တယ်လဲဆိုရင်ကျွန်တော်တို့ Catholic အသင်းတော်ရဲ့ mission နဲ့သွားပတ်သက်တယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့အမေရိကမှာအခု Catholic လူဦးရေတန်းပေါင်းများစွာရှိတယ်အဲ့ဒီတန်းပေါင်းများစွာဖြစ်လာဖို့ရန်အတွက်ကျွန်တော်တို့ဒီ St. Augustine မြို့ကနေ Catholic သာသနာကိုစတင် mission ကိုစတင်ခဲ့တာဖြစ်တယ် United States မှာပေါ့နော်ဆိုတော့USA လို့ဖြစ်မလာခင်မှာဒီနိုင်ငံမှာကျွန်တော်တို့အခြေချခဲ့တဲ့ဒီ Native American တွေရှိခဲ့ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့1565ခုနှစ်မှာကက်သလစ်သာသနာပြုတွေပြောရမလားဒီစပိန်နယ်မြေရှက်ဖွဲ့ရဲ့အဖွဲ့တွေကပက်ဒရိုဥဆောင်တဲ့အဖွဲ့တွေရောက်လာကြတယ်ဒီကန်ချီမြို့ပေါ့နော်ကန်ချီနေရာကိုရောက်လာကြတယ်အဲ့ဒီအချိန်မှာဒါမြို့မဟုတ်သေးဘူးဒါကြောင့်အဲ့ဒီရောက်လာတဲ့အဖွဲ့ကဒီနေရာကိုအခြေချပြီးတော့အဲ့ဒီမှာSt. Augustine ဆိုပြီးတော့နာမည်ပေးထားတယ်အဲ့ဒီနေရာကိုလည်းအမြင့်မေတော်မာရီယာကိုအနှံပြီးတော့ Our Lady of Laliche ဆိုတဲ့မေတော်ကိုလည်းစောက်ခဲ့ကြတယ်ဆိုတော့အဲ့ဒါကတော့ September 10 ရက်နေ့1565ခုနှစ်ဖြစ်တယ်အဲ့ဒီချိန်ကနေစပြီးဒီနေရာကအမေရိကဒီနယ်မြေရဲ့ပထမဦးဆုံးအမြဲတမ်းသာသနာပြုစတင်ခဲ့တဲ့နေရာဖြစ်တည်ရှိခဲ့တာဖြစ်တယ်အဲ့ဒီမတိုင်ခင်ကက်သလစ်လူတွေဒီဘက်ရောက်မလာဘူးလားဆိုတော့ရောက်လာကြတယ်ဥပမာ1520ကျော်တွေမှာရောက်လာတယ်1540ကျော်တွေမှာရောက်လာကြတယ်ဒါပေမဲ့အဲ့ဒီအဖွဲ့တွေကတော့မမြဲဘူးပေါ့နော်မမြဲနိုင်ပဲနဲ့သူတို့ပြန်တက်ဆုပ်သွားကြတဲ့အဖွဲ့တွေရှိတယ်ဒါပေမဲ့ဒီ1565မှာရောက်လာတဲ့ပက်ဒရိုအဖွဲ့မှာပါလာတဲ့ယဟန်တော်တွေအထူးသဖြင့် Franciscan Friar လို့ခေါ်တဲ့ Franciscan ယသိအဖွဲ့တွေကတော့ဒီ1565ခုနှစ်မှာရောက်လာပြီးတော့ဒီနေရာမှာစက်တင်ဘာ10ရက်နေ့မှာမစ္ဆတရားပူဇော်ပြီးတော့အမေရိကတခွင်မှာသာသနာစပြုခဲ့ကြတယ်အဲ့ဒီချင်းနဲ့ကက်သလစ်သာသနာတော်ကအစဉ်ဆက်မပြတ်ပေါ့နော်ဒီနေရာမှာဒီနေ့ကျွန်တော်တို့ဒီချင်းတီဆိုရင်တန်ပေါင်းများစွာကက်သလစ်ဘာသာဝင်ဖြစ်လာတဲ့ဆိုတာကိုကျွန်တော်တို့သိရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနေရာမှာသူတို့ကနာမည်ပေးထားတယ်ဘယ်လိုနာမည်ပေးထားလဲဆိုတော့ Nombre de Dios ဆိုပြီးတော့နာမည်ပေးထားတယ်အထူးသဖြင့်ဒီနေရာကိုဖျားရဲ့နာမတော်ဖြစ်အနှံပူဇော်ကြတာပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေရာကိုရောက်လာတုံးရောက်ခိုက်မှာပေါ့နော်ဒီနေရာကိုမိတ်ဆက်ပေးမှာဖြစ်တယ်နောက်ဒီနေရာမှာကျွန်တော်တို့အမေရိကရဲ့ဖျားเจ้าဟိုအရင်ဆုံးပေါ့နော်ဒီ St. Augustine Cathedral Basilica of St. Augustine ဆိုတာခဏနေမြို့ထဲမှာရှိတယ်ကျွန်တော်အဲ့ဒီနေရာကိုလည်းသွားမိတ်ဆက်ပေးမှာဖြစ်တယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုပေါ့နော်အထူးသဖြင့်ကက်သလစ်သမိုင်းကိုစိတ်ဝင်စားတယ် American Catholic သမိုင်းကိုစိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုကြည့်เนาะကျွန်တော်တို့တန်ဖို့အနေငယ်တော့ပေါ့နော်ဘယ်လိုပြောမလဲ message သတင်းစကားယူနိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဒါကြောင့်ခဏနေကျရင်လိုက်ပြပေးမယ်เนาะဘယ်နေရာမှာဒီလွန်ခဲ့တဲ့နှစ်ပေါင်းเนาะ400ကျော်တုန်းကမြေစာဆဟောခဲ့တဲ့နေရာတွေစသဖြင့်ပေါ့လေကျွန်တော်လိုက်ပြပေးမှာဖြစ်တယ်ဆိုတော့ဒါကတော့သူတို့ကျောင်းဝင်ရဲ့ဆိုင်ဘုတ်ဖြစ်ပါတယ်Yes ဟောကတော့ကျွန်တော်တို့ Pilgrimage Center ဖြစ်ပါတယ်ဆိုတော့ဒီနေရာတော့တကားပိတ်ထားတယ်ကျွန်တော်ဝင်လို့မရဘူးနောက်တာကတော့သူတို့ရဲ့ဒီဟာစီကအချင်းစီအားလေးတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတပြင်းလုံးကတော့ဒါကသူတို့ရဲ့ကျောင်းဝင်ခြင်းဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့ဒီ wing ကိုပေါ့နော်အမျိုးမျိုးပြင်ဆင်ထားတယ်ဒါတွေသူတို့ရဲ့သမိုင်းကျောင်းလေးတွေရှိတယ်
ခုနကျွန်တော်ပြောတဲ့Our Lady of Lali Chair ပေါ့နော်ဒီဖះเจ้าလေးကိုသူတို့ဒီမြို့ကိုစတင်ထူထောင်တဲ့ချင်းဒီ Spanish ဦးဆောင်တဲ့အဖွဲ့ပေါ့နော်နာမည်ရှက်ဖွဲ့ရဲ့ဖွဲ့ပက်ဒရိုဦးဆောင်တဲ့အဖွဲ့တွေဒီနေရာကိုသူတို့ရောက်လာတဲ့အခါမှာဒီဟာလေးကိုဆောက်လုပ်ပြီးတော့အမြင်မဲတော်ကိုအနှံတဲ့နေရာဖြစ်တယ်ဒါကြောင့်သူတို့ရေးထားတဲ့စာကိုကျွန်တော်တို့တည်တည်ချာချာဖတ်လို့ရအောင်ဒါလေးတင်ပေးလိုက်ရနော်တို့ရဲ့ chapel လေးပေါ့နော်ဖះเจ้าလေးကဒါလေးဖြစ်တယ်ဆိုတော့ဖះเจ้าဖွင့်မဖွင့်ကျွန်တော်အထက်ကိုဝင်ကြည့်မယ်နော်ဒါကတော့ခုနပြောတဲ့ Our Lady of Lali Chair ဖះเจ้าလေးပဲဖြစ်တယ်ပေါ့နော်ခုနအထက်ကတော့လူတွေဆူတောင်းတဲ့အတွက်စကားပြောလို့မရအောင်နော်ကျွန်တော်တို့ဒီနေရာကတော့လုံးဝအမေရိကန်ကက်သလစ်ရဲ့တမိုင်းဝင်နေရာဖြစ်တယ်ဒါကျွန်တော်တို့ဒီစာမမြင်ရတဲ့အတိုင်းပေါ့လေနော်စက်တင်ဘာလ10ရက်နေ့မှာတိုက်ဆက်စင်ကျွန်တော်ရမွေးနေ့မေတော်ရမွေးနေ့နော်အဲ့ဒီမှာ Father Francisco Lopez ကပထမဦးဆုံးအမေရိကန်သာသနာပြုအနေနဲ့မစ္စာပထမဦးဆုံးဟောခဲ့တဲ့နေရာဖြစ်တယ်ဒါကြောင့်ဒီမှာစာမှာပါတဲ့အတွက်ပေါ့နော်ကိုတေချာစာကိုဖတ်လို့ရအောင်ကျွန်တော်ရိုက်ပေးတယ်နော်အဲ့ဒီချင်းမှာပဲသူတို့ဒီမှာရောက်လာတဲ့အခါကျသူတို့ပထမဦးဆုံးပါလို့ကြလဲဆိုတော့ခရစ်တော်ရဲ့ဒေသနာဟောကြားဖို့ရန်အတွက်ပေါ့နော်စတင်ခဲ့တဲ့နေရာသူတို့ဒီလိုကားတိုင်းထူထောင်ခဲ့ကြတယ်ကားတိုင်းကိုစိုက်ထူခဲ့ကြတာလို့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်ဒီဖက်တစ်ဖက်ချမ်းမှာပထမဦးဆုံးမစ္စာဟောခဲ့တဲ့နေရာဒါဒီစပွဲကွတ်တီတော့ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ဒီမှာမစ္စာပထမဦးဆုံးဟောခဲ့တဲ့နေရာဖြစ်တဲ့အတွက်သူတို့ကဒီ altar ကိုဒါပထမဦးဆုံးအမေရိကမှာသာသနာပြုလုပ်ငန်းစတင်ပြီးတော့တရားဝင်ပေါ့လေနော်မစ္စာဟောခဲ့တဲ့နေရာဖြစ်တယ်ဒီ altar ကိုသူတို့ဒီလိုထင်သိမ်းထားတယ်ဒါကြောင့်ဒါကလုံးဝသမိုင်းဝင်တဲ့နေရာဖြစ်တယ်ဒါတော့ခုနကျွန်တော်ပြောတယ်ပေါ့နော်nombre de Dios mission ဆိုတဲ့ဒီစာသားပေါ့နော်ဒါသူတို့ဘာကြောင့်ဒီလိုနာမည်ပေးလဲအားလုံးကိုဒီထဲမှာဖော်ပြထားတာဒါကြောင့်ကိုယ့်ကိုဖတ်ကြည့်ဖို့ကျွန်တော်ရိုက်ပေးထားတယ်နော်ဆိုတော့ဒီလိုကျွန်တော်တို့ကြားရရင်မှာလူတွေကလာပြီးတော့လာကြတယ်နော်တချို့ကတော့အေးချမ်းတဲ့အတွက်အပန်းဖြေလာကြတယ်နောက်ပြီးတော့တချို့ကြတော့တကယ်ဘာသာတရားအကြောင်းတွေသိချင်လို့လာကြတယ်နောက်ဒီဆင်ကော့စတင်မြို့ကိုယ်တိုင်ကလည်းကျွန်တော်တို့သမိုင်းဝင်မြို့ဖြစ်တယ်ဒါကြောင့်မို့လူတွေကအများကြီးလာကြတယ်ခဏနေကြရင်ကျွန်တော်ခုနလေးမှာဒီဂျွန်တွေရောင်းတဲ့နေရာတွေရှိတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်အဲ့ဒီဘက်ကိုသွားမှာဖြစ်တယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒီလှမ်းမြင်နေရတဲ့ cross ပေါ့နော်ဒီကားတိုင်းတော်ကြီးကအမြင့်ပေ200နဲ့မှ10ပေမြင့်တယ်လို့ဆိုထားတယ်ဒီ cross ကိုဘာကြောင့်ဒီလိုစိုက်ထားလဲဆိုတာကို1966ခုနှစ်မှာဒီအမေရိကန်မစ်ရှင်ပေါ့နော်ဒီဆန်ကော့စတင်မစ်ရှင်တစ်ပေါင်း400ပြည့်တဲ့အထင်မှဖြစ်ဒီကားတိုင်းကိုစိုက်ထူခဲ့ကြတာဖြစ်တယ်ဒါကပေ200နဲ့မှ10ပေမြင့်တယ်ကျွန်တော်ခဏနေချမ်းချေရင်သွားကြည့်မယ်ပေါ့နော်ဒီပုံကတော့အခုနကျွန်တော်ပြောတဲ့နော်ဒီနေရာမှာပထမအဆုံးမစ်စာဟောခဲ့တဲ့ Father Francisco Lopez ရဲ့ပုံကိုဒီနေရာမှာရုပ်ထုလုပ်ပြီးတော့စိုက်ထူကြတာဖြစ်တယ်ပေါ့နော်ဆိုတော့သူ့နေရာကတော်တော်ตายရတာပေါ့လေနောက်သူကပင်လယ်နဲ့လဲဆက်နေတော့ဒါကြောင့်
ကျွန်တော်တို့ခုနပြောတယ်နော်ဒီနိုင်ငံရက်ချက်ကတင်ပေါ်နဲ့လာကြတဲ့အခါမှာဒီနေရာတွေကိုပထမဆုံးရှာဖွေတွေ့ရှိပြီးတော့ခြေချနိုင်ခဲ့ကြတာဖြစ်တယ်ဆိုတော့သူ့ရဲ့ခုနဒီ mission center ဘောနော် mission park ကတော်တော်လေးကိုတာရတယ်တစ်ပင်တွေနဲ့လှပနေတော့တွေ့ရမယ်နောက်ပြီးတော့သူ့ရဲ့ထူချက်ချက်ကတော့အရန်အေချမ်းပြီးတော့နော်ဒီချေဝတ်နဲ့ဧကကြီးမှာအေချမ်းပြီးတော့ဖျားဖူးလို့ကောင်းတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတော့လည်းပြောပြချင်တယ်ခုနကျွန်တော်ပြောတဲ့ဒီနှစ်ပေါင်း400အထင်မှပြည့်သူတို့စိုက်ထူထားတဲ့ကားတိုင်းကတော့ဒါကြီးပဲဖြစ်ပါတယ်ပေပေါင်း200နဲ့မှ8ပေမြင့်တယ်တဲ့နော်ဒီပုံလေးကတော့သခင်ခရစ်တော်ကားတိုင်းမှာအသေးခံပြီးတော့သူ့ရဲ့အလောင်းတော်ကိုရှာပြီးမေရောရင်ခွင်ပေါ်မှာတင်ထားကြတဲ့အရာလေးဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ကဒီခြံဝင်းတစ်ခုလုံးမှာပေါ့လေနော် Station of the Cross ကားတိုင်းလှည့်ခြင်းများကိုပုံစံမျိုးနဲ့လှုပ်ထားပေးတယ်ဒါကခရစ်တော်ကားတိုင်းပေါ်မှာအသေးခံတဲ့ပုံဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ဒီ wing ထဲရဲ့တရားလေးတစ်ခုပေါ့နော်ခုကျွန်တော်တို့လှမ်းမြင်နေရတဲ့နေရာကတော့သူတို့ရဲ့ဖျားเจ้าပြတိုင်းနဲ့ဒီအမှတ်တရပစ္စည်းတွေရောင်းတဲ့နေရာဖြစ်တယ်ကျွန်တော်ခါနေအဲ့နေရာကိုသွားမှာဖြစ်တယ်ဆိုတော့သူတို့ခြံဝင်းအလှောက်တစ်ချက်လောက်ပြပေးမယ်နော်ကျွန်တော်တို့ဒီနေရာကိုလာမယ်ဆိုရင်ပထမအဆုံးသတိထားရမှာကတော့ဒီမှာနော်ခွေးတွေခေါ်လာလို့မရအောင်နော်ဟိုမှာအားလုံးရေးထားပေးပါတယ်စကေးစီလို့မရဘူးခွေးခေါ်လာလို့မရဘူးစပင်စီလို့မရဘူးနော်အဲ့ဒါလေးတွေပေါ့လေနော်နောက်ဓာတ်ပုံတောင်မှကျွန်တော်တို့ professional တွေဓာတ်ပုံရိုက်မယ်ဆိုကျွန်တော်တို့ခွင့်တောင်းရတယ်ဒီမှာနော်တကယ်လို့ကျွန်တော်တို့ပြတိုက်ကိုလာကြည့်ရှင်နေဆိုရင်နော်မနေ့10နာရီကနေ4နာရီညနေ4နာရီထိဒါပထမအဆုံးရှင်းချောင်းရေးထားတာဖြစ်တယ်နော်ဒါသူတို့ရဲ့ဝင်းကိုပုံနဲ့တကွာပြထားတာဖြစ်တယ်ဒါသူတို့အမေရိကဘလိုပုံစံနဲ့အသင်ပေါ်နဲ့ရောက်လာတယ်ဆိုတဲ့အကြောင်းပေါ့နော်ခုနကျွန်တော်ပြောတဲ့ပက်ဒရိုမန်နန်ဒက်စ်ပေါ့နော်သူပုံရဲ့နောက်ပြီးတော့သူတို့ဘလိုပုံစံနဲ့ဒီနေရာကိုရောက်လာတယ်ဆိုတာကိုဒီမှာပြထားတာဖြစ်တယ်ဆိုတော့1565မှာဒီမှာစတဲ့အခြေချခဲ့တဲ့နော်ဒီပက်ဒရိုမန်နန်ဒက်စ်က1584မှာသူကွယ်လွန်ပြီးတချို့ကြတာပေါ့နော်ဒါကတော့သူစပိန်နိုင်ငံမှာပဲပြန်တချို့ကြတယ်ဆိုတော့တွေ့ရတယ်နော်ဒါကတော့သူတို့တွေပထမဆုံးမြစာဟောတဲ့အခြေအနေပေါ့နော်ဒါကတော့ခုနဒီနေရာကိုစတင်ရောက်ရှိလာတဲ့ပက်ထရိုရဲ့အလောင်းကိုထားခဲ့တဲ့သူ့ရဲ့အကောင့်ကြီးပေါ့နော်သူ့ရဲ့အလောင်းကိုထားခဲ့တဲ့တက်တာကြီးဖြစ်တယ်ဒါ
အပေါ်မှာသူ့ပေါ်လို့နော်ဒါကတော့ဒီ wing ထဲမှာရှိတဲ့ဖျားကြောင်ဖြစ်ပါတယ်ဖျားကြောင်ကပေါ်ခတ်ထားဖြစ်တဲ့အတွက်ကျွန်တော်မဝင်သေးဘူးเนาะဒီဖျားကြောင်ကြီးကတော့ခုနကျွန်တော်ပြောတယ်เนาะBasilica of St. Augustine ဖျားကြောင်ဖြစ်တယ်ဒါကိုအမေရိကမှာတက်တန်းအရင်ဆုံးဖျားကြောင်လို့လည်းပြောကြတယ်ဆိုတော့ဒါကဒီနေရာမှာဒီဖျားကြောင်စတင်တည်ရှိတာ1565ကနေစတင်ပြီးတော့ဒီနေရာမှာတည်ရှိတယ်ဒါပေမဲ့အခုမြင်ရတဲ့အဆောက်အဦကြီးဒီပုံစံကိုတော့1990ကျော်မှာဆောက်ခဲ့တာဖြစ်ပြီးဒီနေ့ဆိုရင်ကျွန်တော်တို့ဒီပေါင်းရာကျော်ပေါ့နော်ဒီရှိပြီးတော့လူတွေလက်ပတ်နဲ့အများအားပြည့်နေနေတာဟောကျွန်တော်တို့မြင်ရမှာဖြစ်တယ်ဆိုတော့ဒါကလည်းဒီလိုရထားတွဲလေးဟာလေးတော့ပေါ့နော် trolley လေးတွေစီးပြီးတော့လေဒီနေရာမှာအလဲသွားလို့ရတယ်ဒါလည်းမှတ်ဖြတ်ပြီးတော့သူဆင်းလို့ရနေမှာဆင်းလို့ရတယ်တွေ့ရင်ပြန်တက်လို့ရတယ်ပေါ့နော်အများကြီးလက်ပတ်နေတဲ့အတွက်လက်မှတ်တစ်ဆောင်နဲ့ပတ်စီလို့ရတယ်ဒါကကျွန်တော်ရောက်တော့ရောက်ခိုင်းပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတော့ခုနကျွန်တော်ပြောတယ်ပေါ့နော်ဒီ St. Augustine ကိုစပိန်မစ်ရှင်ဖွဲ့နဲ့နာမည်ရှပွဲရောက်လာတဲ့အခါမှာဒီဖျားကျောင်းကိုစောက်ခဲ့ကြတဲ့ဒါဒီ parish ဒီဖျားကျောင်းကအမေရိကမှာတက်တန်းအရင်ဆုံးပထမအဆုံးစောက်ခဲ့တဲ့ဖျားကျောင်းဖြစ်တယ်ဒါပေမဲ့အခုဖျားကျောင်းကသူတို့စောက်ခဲ့တာမဟုတ်ဘူးเนาะသူတို့စောက်ခဲ့တဲ့ဖျားကျောင်းကဒီ1900ကျော်မှာမြေလောင်သွားတယ်ပျက်စီးသွားတယ်ဒါကြောင့်ဒီဖျားကျောင်းကို1990ကျော်မှာပြန်တည်ဆောက်ပြီးတော့ဒီဟာကဒီ St. Augustine Diocese ရဲ့သူတို့ရဲ့ cathedral လည်းဖြစ်တယ်နောက်ဒါ Basilica လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ Basilica ရဲ့နမိတ်လက္ခဏာပါလဲဆိုရင်လူတွေလက်လာနိုင်ဖွယ်24နာရီဖွင့်ပေးရတယ်ဒါကြောင့်မို့ဒါ Basilica ရဲ့အထူးအခွင့်အရေးပေါ့နော်တကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီနေရာကိုလာကြည့်မယ်ဆိုရင်ဒီဖခင်ကျောင်းကအချင်းပြဖွင့်ထားတယ်နောက်မနေ့ပိုင်းတွေမှာမြစ်စာတရားတွေရှိတဲ့အတွက်မြစ်စာလည်းတက်ခွင့်ရှိတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဖခင်စင်ဒီခရစ်တော်ရဲ့ပုံတွေကိုသူတို့ရွှေနဲ့လောက်ထားတယ်နော်လူတွေကအဲ့လိုလာလေတဲ့တွေနဲ့အများအားရှိနေတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်တချို့ဆူတောင်းတဲ့လူရှိတယ်ကိုရမြတ်ဖူးတဲ့လူရှိတဲ့အတွက်ဒီနေရာလိုက်တော့ဆူဆူညံ့ညံ့လုံးလို့မရဘူးနောက်ပြီးတော့ခွေခေါ်လာလို့မရဘူးเนาะဖျားကြောင့်က cross ပုံစံလေးရှိတယ်ဆိုတော့ဒီပုံကတော့ဒီဖျားကြောင့်မှာတာဝန်ထမ်းဆောင်ခဲ့တယ်เนาะသူကတော့ဒီခုနှစ်မှာတာဝန်ထမ်းဆောင်ခဲ့တယ်လဲဆိုရင်1988ကနေ1853အထိဒီမစ်ရှင်မှာတာဝန်ချခဲ့တယ်ဒါဆိုရင်တော့ကျွန်တော်တို့ခုနအထက်မှာပြောသလိုပေါ့နော်ဒီဖျားเจ้าကသူကိုယ်တိုင်ဆောက်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါကြောင့်သူရဲ့စင်တူကိုဒီမှာသူရဲ့ပုံတူပေါ့နော်ထားကြတာဖြစ်တယ်ဒီလို trolley ခေါ်လာနော်ယထာတွဲလေးလို့ပေါ့နော်ဒါလေးတွေလည်းလက်မှတ်ဖြတ်ပြီးဒီဟာနဲ့အထင်ကရမျိုးတွေကိုသူတို့လိုက်ပြပေးတယ်နော်လက်မှတ်တော့ဖြတ်ရမယ်ဒါနဲ့တက်လိုက်ဆင်းလိုက်ဟိုကြားတဲ့ချိန်မှာတက်ဆင်းလို့ရတယ်နောက်တစ်စီးလိုက်လက်မှတ်ပြပြီးပြန်စီလို့ရတယ်ပေါ့နော်ဒီပုံချတော့ကျွန်တော်တို့ဒါသူကတော့1800ကျော်မှာမွေးဖွားတာပေါ့နော်သူရအဓိကလှုပ်ရှားမှုကတော့ဒီကျွန်တော်တို့လူမြောက်ရေးပေါ့နော်လူအခွင့်အရေးအကြောင်းပေါ့ဒီကသူလည်းပဲလှုပ်ရှားခဲ့တဲ့ဒီအမေရိကန်ပြည်တွင်းစစ်မတိုင်ခင်ပေါ့နော်သူကတော့ရှေးပူကြတယ်ပေါ့လေအဲ့ဒါတုံးကလှုပ်ရှားခဲ့တဲ့ပုံကိုတရားဖြစ်တယ်ဒါသူရဲ့ပုံတူနောက်သူရှိတဲ့စာအုပ်ကိုလည်းအဲ့မှာကန်ထားခိုင်းရနော်သူတို့စီမှာဒါရောတိုက်စီတွဲလေးလည်းရှိတယ်ပေါ့နော်အရာပါတယ်
တက်နေရကျွန်တော်နေလဲအရန်ဘူးလို့ကျွန်တော်အထဲမဝင်တော့ဘောနော်ဒီသူတို့နာမည်ကျူးကျော်ဝင်လာတာဖြစ်ကြတဲ့အတွက်ပေါ့နော်သူတို့ဒါကသူတို့လာတိုင်းမဲ့အရန်သူကာကွယ်ပွဲရအတွက်သူတို့စခန်းခံတက်နေရဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေကတော့ဆရာဘော့စတင်မျိုးရဲ့ထူးခြားတဲ့အမှတ်တရနေရာလေးတွေ